အားလုံးကျမ်းမာဘေးကင်းကြပါစေဗျာအော်တိုဘာလ23ရက်နေ့နေကမိုင်အတွက်မျိုးသစ္စာ channel ကနေပြီးတော့နောက်ဆုံးရဒေါ်လာသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးနေပါတယ်ကျွန်တော်တို့ရဲ့ channel ကိုထုံးစံတိုင်း like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရက်ခံပါတယ်ခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ every တိုင်းကဒီပသိမ်မုံရွာလမ်းပေါ်မှာရှိတဲ့တဲနုကုန်းကျေးရွာနဲ့ပန်းတော်ကြီးကျေးရွာကြားမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်နောက်တော်လန်ရင်အင်အားစုအလုံးအတွက်အရေးကြီးဆုံးအချိန်ရောက်ပြီလို့စကိုင်း PDF ကထုတ်ပြန်ပါတယ်။တီဘောကိုဥတီနေတဲ့စစ်တပ်ကို TNL ကပိတ်ဆို့တိုက်ခိုက်နေပါတယ်ခင်ဗျာ။နောက်ပြီးတော့ဒီစစ်တပ်နဲ့ PNO ကပြည်သူတွေကိုစစ်ယူနီဖောင်းဝတ်ခိုင်းပြီးတော့အတင်းအဓမ္မကင်းဆောင်ခိုင်းနေပါတယ်။ဒီစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်3ဦးကိုတနက်တလက်ဘုံတစ်လုံးနဲ့အတူ PDF တွေကဖမ်းဆီးရမိထားပါတယ်။နောက်ပြီးတော့ဒီပေါက်ခေါင်းမှာစစ်ကြောင်းကိုမိုင်းဆွဲပြီးတော့နယ်မြေရှင်းလင်းတဲ့အချိန်မှာလက်နက်ခဲယမ်းတချို့တင်စီရမိတယ်လို့သိရပါတယ်။စတဲ့သတင်းတွေကိုစုစည်းပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။အရင်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ AR တိုင်းပသိမ်မုံရွာလမ်းပေါ်မှာရှိတဲ့ဒီတဲနုကုန်းကျေးရွာနဲ့ပန်းတော်ကြီးကျေးရွာကြားမှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်လိုပါတယ်။ပသိမ်မုံရွာလမ်းပိုင်းမှာရှိတဲ့တဲနုကုန်းကျေးရွာနဲ့ပန်းတော်ကြီးကျေးရွာနီးနားတွေကိုဒီအရကတပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေကဒီပြီးခဲ့တဲ့ဇွန်လလယ်ပိုင်းမှာတိမ့်ပိုက်ထိန်းချုပ်ထားတာဖြစ်ပြီးတော့လက်ရှိမှာစစ်ကောင်စီတပ်ကတံမြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်မို့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဒီတိုက်ပွဲတွေကတော့လေးမျက်နှာမြို့နယ်ကတဲနုကုန်းနဲ့ပန်းတော်ကြီးကျေးရွာတွေမှာဖြစ်နေတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကပသိမ်မုံရွာလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်တံမြန်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာပါစစ်ကောင်စီတပ်မှာပြည်သူစစ်မှုထမ်းတွေပိုများတယ်လို့သိရပါတယ်လို့လေးမျက်နှာမြို့နယ်အတွင်းက AA နဲ့နှိစက်တဲ့သတင်းရင်းမြစ်တူကပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာဒီစစ်ကောင်စီဟာအေယောက်တီတိုက်ဟင်္ဒရာမြို့နယ်မှာရှိတဲ့တပ်ရင်းတွေကလည်းလေးမျက်နှာရေကြီးငတိုင်းချောင်းမြို့တွေကိုစစ်ကားကြီးတွေနဲ့စစ်အင်အားတွေပုံမူပို့ဆောင်နေပြီးတော့ AA နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့နေရာတွေနဲ့ရခိုင်ပြည်ဂွားမြို့နယ်ဇက်အထိကိုပါထိုးစစ်ဆင်တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီအမြောက်တပ်344တန်ရင်ကနေပြီးတော့လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ပသိမ်မုံရွာလမ်းပိုင်းကကျေးရွာတွေကိုလက်နက်ကြီးဟော်ဝဇာတွေနဲ့လှမ်းပစ်တိုက်ခိုက်နေပြီးတော့ကွာငတိုင်းချောင်းကလမ်းပိုင်းနဲ့ပသိမ်မုံရွာလမ်းပိုင်းလမ်းစုံမှာရှိတဲ့စစ်ကောင်စီရဲ့ရင်းနှီးသားစစ်စည်းရေးကိတ်ကနေပြီးတော့လဲလေးမျက်နှာမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီလေးမျက်နှာမြို့နယ်အတွင်းကပန်းတော်ကြီးကျေးရွာအနီးဝန်းကျင်တစ်လျှောက်ကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်လို့ရှိရင်တော့ဒီပသိမ်မုံရွာလမ်းပိုင်းကိုအပြည့်အဝထိန်းချုပ်နိုင်မှာဖြစ်ပြီးတော့အရကတပ်တော် AA နဲ့ပူးပေါင်းတပ်တွေကလည်းဒီအဲ့ဒီကျေးရွာတွေမကြရောက်ရေးအတွက်ထိုးစစ်အရှိန်မြင့်တိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီအရကတပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေဟာရခိုင်ပြည်နဲ့နယ်မြေချင်းဆက်ဆက်နေတဲ့မကွေးတိုင်းဒီနတ်ရကံပဲခူးတိုင်းညောင်ကျိုးပြူဟာကုန်းနဲ့အေယောက်တီတိုင်းအဆက်လေးမျက်နှာမြို့နယ်တို့မှာစစ်ကောင်စီတပ်ရဲ့ထိုးစစ်တွေကိုကြံ့ညံ့ခံပြီးတော့တံမြန်ထိုးစစ်တွေလှုပ်ဆောင်လျက်ရှိတာကြောင့်နှစ်ဖက်တိုက်ပွဲတွေမှာလည်းနေ့စဉ်နှိပါဖြစ်ပွားလျက်ရှိနေတယ်လို့ AA ကပြီးခဲ့တဲ့အောက်တိုဘာလ10ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီတော်လန်ရေးအင်အားစုတွေအားလုံးအတွက်အရေးကြီးတဲ့အချိန်ကိုရောက်နေပြီလို့စကိုင်း PDF ကထုတ်ပြန်တဲ့သတင်းကိုတင်ဆက်လိုပါတယ်တော်လာရဲ့အင်အားစုတွေအနေနဲ့လက်တွေ့ကြတဲ့အလုပ်တွေကိုစီးလုံးညီညွတ်စွာနဲ့ပူးပေါင်းအကောင့်ထဲပေါ်ဆောင်ရွက်ရမယ့်အချိန်ကိုရောက်နေပြီဖြစ်လို့စကိုင်း PDF ကအောက်တိုဘာလ12ရက်နေ့မှာထုတ်ပြန်ပါတယ်ခင်ဗျာဒီအကြမ်းဖက်စက္ကစဟာနိုင်ငံရေးထွက်ပေါက်ရရှိစေဖို့ဆိုပြီးတော့ဒီဇင်ဘာလမှာအတူရောင်ရွေးကောက်ပွဲတရားကျင်းပသွားမယ်လို့ကြေညာထားတဲ့အပြင်လက်လွတ်ဆုံးရှုံးထားတဲ့နယ်မြေတွေကိုလည်းပြန်လည်သိမ်းပိုက်ရေးအတွက်ပြင်းထန်တဲ့ထိုးစစ်တွေနဲ့ကြိုးပမ်းလာတာလို့ဆိုပါတယ်အတူရောက်ရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းနေတဲ့အလျောက်ရသပြည်သူလူထုနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားဥတီပြီးတော့လေကြောင်းကနေနေ့စဉ်ဘုံကျဲတိုက်ခိုက်နေတာကြောင့်ပြည်သူလူထုအနေနဲ့အခုချိန်ကာလမှာစစ်ရေးအသည့်တတိနဲ့အထူးဂရုစိုက်နေထိုင်ကြဖို့တိုက်တွန်းထားပါတယ်လက်ရှိအချိန်ကာလဟာတော်လိုင်းအင်အားစုအားလုံးအတွက်အရေးကြီးတဲ့အချိန်ကိုရောက်ရှိနေတယ်လို့စကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ကမှတ်ယူတာကြောင့်မို့တော်လိုင်းအင်အားစုတွေအနေနဲ့လက်တွေ့ကြတဲ့အလုပ်တွေကိုစီးလုံးညီညွတ်စွာနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့ဒီအတိပေးနှိုးဆော်ထားပါတယ်ခင်ဗျာနောက်ပြီးတော့ရှမ်းမြောက်ကသတင်းကိုဆက်ပြီးတင်ပြလိုပါတယ်ဒီအဲ့သတင်းကတော့ဒီတီဘောကိုဥတီပြီးတော့ထိုးစစ်ဆင်နေတဲ့စစ်တပ်ကို TNL ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတယ်လို့သိရပါတယ်ခင်ဗျာ
ရှမ်းပြည်မြောက်ပိုင်းကြောင်မဲမြို့ကိုပြန်ထိန်းချုပ်ပြီးတဲ့နောက်မှာတီဘောမြို့စီကိုဥတီပြီးတော့စစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာလွယ်ခေါ်ကြေးရွာကနေမကြော်နိုင်သေးဘဲနဲ့တအန်းတက်မတော် TNL ကဖျက်တောက်ပိတ်ဆို့တိုက်ခိုက်နေတယ်လို့သိရှိရပါတယ်။ဒီကြောင်မဲမြို့ကိုအော်တိုဘာလ1ရက်ကထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းတချို့ဟာကြောင်မဲမြို့နယ်ကလွယ်ခေါ်ကြေးရွာကိုအော်တိုဘာ9ရက်ကတည်းကရောက်လာပြီးတော့တိုက်ပွဲတွေဖြစ်နေတာလို့သိရပါတယ်။ရွာနာမှာတိုက်ပွဲကစစ်တပ်ကလွယ်ခေါ်ကိုမကြော်နိုင်တာလို့ကြောင်မဲဒေသခံသတင်းရင်းမြစ်တူကပြောပါတယ်။လွယ်ခေါ်ရွာဟာကြောင်မဲမြို့နယ်ထဲမှာရှိပြီးတော့တီဘောမြို့နဲ့ဆက်ဆက်နေပါတယ်။ဒေသခံအများစုဟာလာရှိုးမြို့ကိုတိမ်းရှောင်နေကြပြီးတော့ကိုကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့လောက်ကင်မြို့ထိသွားပြီးတော့လဲတွားရောက်တိမ်းရှောင်နေကြတဲ့သူတွေလည်းရှိနေပါတယ်။ဒီစစ်ကောင်စီတပ်ကလွယ်ခေါ်ရွာနဲ့အနီးဝန်းကျင်ရွာတွေကိုလေကြောင်းကနေမကြာခဏတိုက်ခိုက်နေပါတယ်။မနေ့ကလည်းကြောင်မဲမြို့နယ်တော့ဆန်ရွာနဲ့မိုင်းလုံမြို့ကိုလေကြောင်းကနေပုံကျဲခဲ့ပါတယ်။ကျွန်တော်တို့သိရတဲ့သတင်းတွေအရတော့စစ်ကောင်စီကတီဘောကိုလာဖို့ကြိုးစားနေတာသူတို့စိတ်ထင်တဲ့နေရာတွေကိုလေကြောင်းကလည်းမကြာခဏပုံကျဲနေတော့တော်ယုံတန်ယုံနေလို့မကောင်းတော့ဘူးလို့တီဘောမြို့ကန်တူကပြောပြပါတယ်။ကြောင်မဲနဲ့တီဘောမြို့နယ်ကကြေးရွာတချို့မှာ TNL တပ်ဖွဲ့ဝင်တွေရှိနေလို့လွတ်လွတ်လပ်လပ်ပုံကျဲဖို့စစ်ကောင်စီဝါဒဖြန့်ချီရေးသမားတွေကလူမှုကွန်ရက်ပေါ်မှာရေးသားလှုံ့ဆော်နေကြပါတယ်။အရက်သားတွေရှိတဲ့လွယ်ခေါ်ကြေးရွာကိုအောက်တိုဘာ9ရက်နေ့ညနေမှာဝန်တွဲလေရင်နဲ့ဘုံအလုံး20ကျော်ကျဲချလို့ဒေသခံ2ဦးသေဆုံးပြီးတော့10ဦးထပ်မံဒဏ်ရာရရှိခဲ့ပါတယ်။ဒီ TNL က2023ခုနှစ်အောက်တိုဘာလ29ရက်နေ့ကစတင်တဲ့132ကိုစစ်စင်ရေးတွေနဲ့အတူရှမ်းပြည်မြောက်ပိုင်းကကြောင်မဲမြို့တီဘောနမ်ဆာမိုင်းလုံမိုးမိတ်မန်တုံနမ်မတူကုတ်ခိုင်နောင်ချိုနန့်ခမ်းမိုင်းငေါမြို့နဲ့မန္တလေးတိုင်းကမိုးကုန်းမြို့တွေကိုသိမ်းယူခဲ့တာပါ2025ခုနှစ်လယ်ပိုင်းမှာစစ်ကောင်စီကစစ်ကြောင်းပြန်ထိုးလို့ပြီးခဲ့တဲ့ဇူလိုင်လမှာနောင်ချိုကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်အော်တိုဘာလဆန်းမှာကြောက်မဲမြို့ကိုလည်းထပ်မံလက်လွတ်ရပြီးတော့လက်ရှိမှာတီဘောမြို့ကိုဥတီနေတဲ့စစ်ကောင်စီစစ်ကြောင်းကိုခုခံတိုက်ခိုက်နေရပါတယ်ခင်ဗျာဒီ TNL နေနဲ့မဟာမိတ်တွေနဲ့ဆက်ဆံရေးအကောင့်တိဆောက်ပြီးတော့စစ်ကြောင်းကိုတိုးမြင့်တိုက်ခိုက်ဖို့နိုင်ငံရေးလိမ့်လာတုံးသသူတွေကတော့တိုက်တွန်းနေပါတယ်နောင်ချိုနဲ့ကြောက်မဲပြန်လဲလက်လွတ်လိုက်ရတာကိုသင်္ကန်းစာယူအပြေရှာပြီးတော့စစ်ကောင်စီကိုတံမြန်တိုက်ခိုက်ဖို့အတွက်တော်လှန်ရေးမဟာမိတ်တွေကိုလည်းဖိတ်ခေါ်ကန့်လန့်ထားတယ်လို့ TNL ကပြောကြားထားပါတယ်ဒီလက်ရှိမှာတော့စစ်ကောင်စီတပ်က TNL ထိန်းချုပ်မြို့ရွာတွေကိုလေကြောင်းတိုက်ခိုက်တာတွေအရှိန်မြင့်နေပါတယ်အောက်တိုဘာ1ရက်နေ့ကနေအောက်တိုဘာ12ရက်ကြားမှာမိုးကုတ်ကြောင်မဲနမ်တူမန်တုံနမ်ဆန်မိုးမိတ်မိုင်းလုံတီဘောမြို့တွေကိုစစ်ကောင်စီကဘုံကျဲလို့အရတာ28ဦးထက်မနည်းတေဆုံးခဲ့ရပါတယ်ခင်ဗျာဒီစစ်ကောင်စီတပ်ဟာတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်အရတာပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့လေကြောင်းလက်နက်ကြီးဒရုန်းတွေအသုံးပြုပြီးတော့ရာဇဝတ်မှုကျူးလွန်နေတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ရှမ်းပြည်တောင်ပိုင်းကစစ်တပ်နဲ့ PNO ကပြည်သူတွေကိုစစ်ယူနီဖောင်းဝယ်ခိုင်းပြီးတော့အဓမ္မကင်းဆောင်ခိုင်းနေတယ်လို့သိရပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်တောင်ပိုကွဲကျေးရွာမှာစစ်တပ်နဲ့ PNL ပြည်သူစစ်တွေကပြည်သူတွေကိုစစ်ဝတ်စုံဝယ်ခိုင်းပြီးတော့အဓမ္မကင်းဆောင်ခိုင်းခဲ့တယ်လို့ရွာသားတွေစီကနေပြီးတော့တဆင့်သိရပါတယ်ခင်ဗျာဒီကင်းဆောင်ခိုင်းတာကိုအခုအောက်တိုဘာလပထမပတ်မှာစတင်ခဲ့ပြီးတော့ကျေးရွာအတွင်းမှာရှိတဲ့အမျိုးသားတွေ15ယောက်တစ်ဖွဲ့ခွဲပေးပြီးတော့တစ်ဖွဲ့ကို9ရက်စီကင်းဆောင်ပေးရတယ်လို့ပြောပါတယ်ဒီအသက်28နှစ်အရွယ်ရွာကအမျိုးသားတစ်ယောက်ပြောတာကရွာနာကလည်းခဏခဏတိုက်ပွဲဖြစ်တယ်အခုလိုသူတို့အစစစ်ယူနီဖောင်းဝတ်တနက်ကန်ပြီးကင်းဆောင်ပေးရတော့မိမိကိုယ်လုံခြုံရေးအရန်စိုးရင်ရတယ်ကင်းဆောင်နေရင်နဲ့သူများလာရောက်တိုက်ခိုက်မလားတွေးပူတယ်တနက်တာကင်ထားတာတင်နတ်တောင်မပေးပဲအခုလိုဆောင်ခိုင်းတော့ကြောက်တာပေါ့လို့ပြောပြပါတယ်ခင်ဗျာရွာသားတွေအနေနဲ့ကင်းမဆောင်နိုင်ရင်တရက်ကိုဒဏ်ငွေ9000ပေးရပြီးတော့အစားထိုးဖို့လူလဲငှားပေးရတယ်လို့ပြောပါတယ်တောင်ပိုကွဲကျေးရွာကနေဟာဒီ2025ခုနှစ်အစောပိုင်းကျေးရွာအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်နေကြပြီးတော့အောက်တိုဘာမှာ PNO ပြည်သူစစ်ကနေအိမ်တွေမှာအတေအဓမ္မပြန်လာခိုင်းပြီးတဲ့နောက်မှာအခုလိုကင်းဆောင်ခိုင်းတာလို့ပြောပါတယ်ဖဲခုံညောင်ရွှေနယ်သက်မှာရှိတဲ့အင်ဂျင်200ကျော်ရှိတဲ့တောင်ပိုကွဲကျေးရွာအနီးတိုက်ပွဲမကြာခဏဖြစ်နေပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်3ဦးကိုတနက်တလက်ဘုံတစ်လုံးနဲ့အတူ PDF တွေကဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်လိုပါတယ်မကွေးတိုင်းစောင်းမြို့နယ်စစ်ကောင်စီရဲ့တပ်ချက်ကြီးနဲ့ဒုတပ်ချက်တွေကိုတနက်တလက်ဘုံတစ်လုံးနဲ့အတူအောက်တိုဘာ17ရက်နဲ့12ရက်နေ့တွေမှာဖမ်းမိတယ်လို့စစ်ရေးသတင်းအင်းမြစ်တွေကပြောကြပါတယ်
ဖမ်းမိတဲ့စစ်ကောင်စီတပ်သားတွေကကြောက်ထုမြို့အခြေဆိုင်အမြောက်တပ်368နဲ့စောမြို့ရဲစခန်းကလူသိရပါတယ်မနေ့က2ယောက်ဒီကနေ့1ယောက်အားလုံးပေါင်း3ယောက်ပေါ်2ယောက်ကတော့သူတို့တပ်ထဲမှာမနေချင်လို့ထွက်ပြေးကြတာရဲဘော်တွေကဖမ်းမိထားတာ1ယောက်ကတော့စစ်မေးနေတော့မဲ့အချက်လက်တွေကအကုန်လုံးသက်ဆိုင်ရာခရိုင်ဌာနကိုတင်ပြထားပြီးပါပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရောဗျူဟာကတာဝန်ရှိသူတို့ကပြောပါတယ်စစ်ကောင်စီတပ်ထဲမှာမနေချင်လို့ထွက်ပြေးလာတာဖြစ်တဲ့အတွက်ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတယ်လို့လည်းသူကပြောပါတယ်ခင်ဗျာဒီဖမ်းမိတဲ့အထက်မှာအတူတလက်နဲ့လက်ပစ်ပုံတစ်လုံးပါတယ်လို့ရောဗျူဟာတပ်ဖွဲ့ဝင်တဦးကလည်းပြောပြပါတယ်ထွက်ပြေးသွားတဲ့တပ်သားတွေကိုစစ်တပ်ကစစ်ကြောင်းထုတ်ရှာနေတယ်လို့လည်းသိရပါတယ်ဒီမနေ့ကရောမြို့ကျေးရွာတဲကိုအားတရားကျော်နဲ့ဝင်ရှာတဲ့ညနေပိုင်းပဲကြောက်ထုကအမြောက်တက်တဲ့ပြန်ဆုတ်သွားတယ်လို့ရောဒေသခံတဦးကပြောပြပါတယ်လက်ရှိမှာစစ်တပ်ကကာကွယ်ရေးပစ္စည်းစက်ရုံတွေရှိတဲ့မကွေးတိုင်းပေါ့မြို့နယ်ဘက်ကဒီထင်းလင်းမြို့နယ်ကိုစစ်ကြောင်းထိုးတာရှိပြီးတော့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်ခင်ဗျာပောက်ခေါင်းမှာစစ်ကြောင်းကိုမိုင်းဆွဲပြီးတော့နယ်မြေရှင်းလင်းတဲ့အချိန်မှာလက်နက်ခဲယမ်းတချို့တင်စီရမိတဲ့တရင်ကိုတင်ပြပါမယ်ပဲခူးတိုင်းပောက်ခေါင်းမြို့နယ်တောင်လယ်ကျေးရွာအနီးမှာစစ်ကော်မရှင်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာခဲယမ်းတချို့တင်စီရမိခဲ့တယ်လို့အောက်တိုဘာ23ရက်မှာ PKI အမှတ်2 3632တရင်ကတရင်ထုတ်ပြန်ပါတယ်အောက်တိုဘာ17ရက်ည8:00နာရီကျော်မှာတောင်နယ်ကျေးရွာမှာရှိတဲ့အထိုင်စခန်းကဘော်ရာကျေးရွာထိုင်စခန်းဘက်ကိုအင်အားအချိန်ပြောင်းလုပ်ဖို့ထွက်လာတဲ့အင်အား40ကျော်ပါစစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ခင်ဗျာမိုင်းဘယ်နှလုံးဆွဲခဲ့တာလဲဆိုတော့လုံခြုံရေးရာပြောလို့အစင်မပြေလို့မိုင်းဆွဲပြီးပြန်ဆုတ်လာတဲ့ထိတွေ့တော့မရှိဘူးမိုင်းဆွဲပြီးတဲ့နောက်တည့်ရဲ့နေမီရှင်းလင်းရေးလုပ်တော့ပစ္စည်းတွေတင်စီရမိတာလို့ PKI အမှတ်2 3632တရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ကResta ကပြောပြပါတယ်ခင်ဗျာမိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်မှာစစ်ကော်မရှင်တပ်ဖွဲ့တွေထိခိုက်ဒေဆုံးနိုင်ပေမဲ့အရေးအတွက်သိနိုင်ဖို့ကိုတော့စုံစမ်းနေတဲ့ဖြစ်ကမိုင်းဆွဲခံပြီးတဲ့နောက်စစ်ကြောင်းကတော့ဘော်ဒါအထိုင်စခန်းဘက်ကိုဆက်လက်ထွက်ခွာသွားပြီးတော့အဲ့ဒီစခန်းမှာတပ်ဆွဲထားတယ်လို့လည်းဆိုပါတယ်ခင်ဗျာမိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာအော်တိုဘာလ12ရက်နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာတော့မိုင်းဆွဲခံရတဲ့နေရာအနီးမှာစစ်တုံးကြော်ဖို့တလုံးဒီ MAG ပေါက်တစ်ခု BA 100ဘုံသီးတစ်လုံး 9.56G 80တောက်ဒီ power bank တစ်လုံးတို့ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်အော်တိုဘာ4ရက်ကလည်းတောင်လယ်ကျေးရွာထိုင်စခန်းကအင်အား90လောက်နဲ့ချင်းလင်းစစ်ကြောင်းထွက်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုအုပ်ဖို့ကျေးရွာနီးအရောက်မှာမိုင်းဆွဲခဲ့တာမှာတေဆုံးသူတွေရှိခဲ့သေးတယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီမိုင်းလုံနဲ့မတူပီမြို့နယ်တို့ကိုစစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ခရစ်ယာန်ဘုရားကျောင်းနဲ့နေအိမ်တွေပျက်စီးပြီးတော့ပြည်သူတအုပ်တေဆုံးသွားတဲ့သတင်းကိုတင်ဆက်လိုပါတယ်ဒီမနေ့ကအော်တိုဘာလ12ရက်နေ့ညနေ9:08မိနစ်အချိန်လောက်ကစစ်တပ်ကမိုင်းလုံမြို့လယ်ကြီးကျေးရွာကိုပေါင်250ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်အဲ့ဒီပြင်ဒီညနေ9:17မိနစ်အချိန်မှာလဲစစ်တပ်ကဒီထပ်ပြီးတော့ပေါင်250ဘုံနှလုံးလေရင်နဲ့ထပ်ကျဲချခဲ့ရမှာပစီကျေးရွာအတွင်းမှာကြောက်ရောက်ပောက်ကွဲလို့အိမ်၄လုံးထိခိုက်ပျက်စီးသွားတယ်လို့ DNL ကပြောဆိုပါတယ်ဒီအလားတူအောက်တိုဘာ17ရက်ကလည်းစစ်ကောင်စီတပ်ကကြောင်မွဲမြို့နယ်မှာအတွင်းရှိတဲ့ဒီတော့ဆိုင်ရွာမှကျေးရွာကိုပေါင်250ဘုံနှလုံးလာရောက်ကျဲချတာကြောင့်ပြည်သူလူထုနေနှလုံးနဲ့ဖုန်ကြီးကျောင်းရှိဇရက်ထိခိုက်ပျက်စီးသွားခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာဒီအလားတူအောက်တိုဘာ10ရက်နေ့ည9:52မိနစ်အချိန်ကစစ်တပ်ကချင်းပြည်နယ်မတူပီမြို့ကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတအုပ်တေဆုံးပြီးတော့10ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့လေနဲ့ဘုံကျဲသွားတာလို့ချင်းတော်လိုင်းအဖွဲ့ကပြောပါတယ်ခင်ဗျာကျဲတာကမြို့ပေါ်မိသက်ယုံနဲ့ဒီဘောလုံးကွင်းဘက်ကိုကျဲတာဖျားเจ้าနဲ့ထိတယ်နေအိမ်တွေလည်းပျက်စီးတယ်တိုက်ပွဲဖြစ်တာမရှိဘူးဒီအတိုင်းလေနဲ့လာကျဲသွားတာလာကျဲတဲ့အချိန်ကည8:00နာရီလောက်ရှိပြီးပြည်သူလူထုအများကြီးတော့ရှိမနေလို့လူတယောက်လောက်ပဲတည်တာအခုလေချောင်းတတိပေးမှုတွေလုပ်နေတာရှိတယ်လို့ချင်းတော်လိုင်းသတင်းအရင်းမြစ်တွေကရှင်းပြပါတယ်ခင်ဗျာစစ်တပ်ကလာမဲ့ဒီဇင်ဘာလကျင်းပဖို့ရှိနေတဲ့ရွေးကောက်ပွဲမတိုင်မီမှာလက်လွတ်ဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြန်လည်သိမ်းယူဖို့အတွက်လေကြောင်းတိုက်ခိုက်တာနဲ့မြေပြင်ထိုးစစ်တွေကိုနှစ်ဆမြင့်တင်ဖို့ဆုံးဖြတ်လှုံ့ဆော်နေတဲ့အကြောင်းစစ်ဘက်သတင်းရင်းမြစ်တွေကဒီပြောဆိုပါတယ်ခင်ဗျာအော်တိုဘာလ13ရက်နေ့နေကမိုင်တင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှတာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်